ကောင်းတဲ့အလူပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလိုဝမ်းမြောက်ဆုံးချိန်တဲ့ညစုတို့ပဲဝိုင်းနေမင်္ဂလာတွေယူ OCT လုံးမြိုင်ဆိုင်ငါတို့ပြောစရာလူအိုပြောစရာလူအားလုံးပြောတဲ့အလူဒီလူတကယ်ကိုစံပြလူစေတနာတည်းမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြစရာဒီလူတကယ်ကိုစံပြလူစေတနာတည်းမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူနေပြီမလားပြင်ဆင်ထားတဲ့ဒီလူအောင်စီရန်အောင်မောင်နဲ့အောင်မြောင်မင်္ဂလာရီအောင်လန်တလူလူစီကတိုင်းနေလို့ရခမ်းနာတဲ့အလူအမျိုးသားမျိုးသမီးတွေပြောကြီးပြောတဲ့အလူရှင်နီးရဝေးလူကြီးခလေးမကြမ်းလာသမျှပေးကံကျွေးစမ်းမညူနေပါဤမလို့ပြောစီရန်တညာညမစေဒါမှဘုရားစင်နွယ်လို့ခုတို့ယူအမခလို့ဆရာချိုးတဲ့လူသတ္တရောဓမ္မဝတ္တံတိအာယုဝနောသုခဗလာမုသောပါရမဏိနာကြည့်ခြင်းနဲ့ဒီနေ့2026 2029ခုနှစ်ပြီးလို့ဆိုရင်တော့မြန်မာလိုဆိုလို့ရှိရင်တော့ဝါသောနာပြီးလို့ဒုတိယဝါသောနာအတိကျော်တရားနေ့ဝါရင်ကာလဝါသောသင်္ကန်းကပြကာမှာတိုင်းဒေသကြီးတိုင်းမြို့နယ်တိုင်းဒေသတိုင်းလို့သာမင်္ဂလာယူသာသနာအမွေတန်းအောင်လန်းလွှင့်ထူပြောစရာကောင်းတဲ့အလူပြောစရာကောင်းတဲ့အလူကြွရောက်လာကြသောပရိသတ်အပေါင်းတွေကိုယူလိုဝမ်းမြောက်ဆုံးချိန်တဲ့ညစုတို့ပဲဝိုင်းနေမင်္ဂလာရီ OCT လုံးရဲ့ဆိုင်ငါတို့ပြောစရာလူကိုပြောစရာလူအားလုံးပြောတဲ့အလူပြင်းတယ်လို့ပြောပြီးတွင်ဒီလိုဒီလိုလာရမယ်ဒီလိုမှာသင်္ကန်းတဲ့နေရန်တွေ့ပြီးမြတ်ကိုဘယ်ကိုတော့ကျင့်တနေ့လုံးရဲ့အားကြရာဒီလူတကယ်ကိုစံပြလူစေတနာတည်းမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူတနေ့လုံးရဲ့အားကြရာဒီလူတကယ်ကိုစံပြလူစေတနာတည်းမွေးပြန်လို့ကျူတရားအကောင်းနဲ့အလူနေပြီမလားပြင်ဆင်ထားတဲ့ဣတရမေနသဟအထေငသဗ္ဗနာဝတံဥပဒတသီလံဓမ္မံသာဓုကံကတဝါအပ္ပမဒေနသီလံဓမ္မာဒေတဟုခေါ်ဆိုရသောဒီနေ့လည်းတို့နဲ့တိုက်ရင်တွေ့ရမှာရှိကြကုန်သောဂရမမသူတော်ကောင်းတို့သည်ဝါတွင်ကာလဝါဆိုသင်္ကန်းကပ်တဲ့အခါမှာရဏဂုံသောဝါနှင့်တပါရှင်းပါးသတိလာတော်မြတ်ကိုခံယူဆောက်တည်နေကြသည်ဖြစ်ပါတယ်။ထိုခံယူဆောက်တည်ပြီးတဲ့ရဏဂုံသောပါနှင့်ရှင်းပါးသတိလာတော်မြတ်တို့ကိုကောင်းစွာကျင့်သုံးဆောက်တည်နိုင်ကြပါစေကုန်သတည်းအားလုံးကြစေအမြယူတော်မူကြပါကုန်လောသာ